Hello အရှင်လူကြီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါရစေခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဒီရန်ကင်းဆိုင်လေးကိုဆေးဖိုင်နဲ့တွန်းနေပြီပေါ့နော်အရှင်လူကြီးများကိုတီးထားစီကျင်တာကတော့ခုလိုမျိုးနေဆောက်ဦးတိုက်ခန်းတွေကိုပြန်လည်ပြုပြင်နေတယ်ဆိုရင်ဒီအရင်တော့လိုမျိုးပေါ့နော်ဒီညနေဆင်ဖို့အတွက်ခေါင်းချုပ်စရာမလိုတော့ဘူးနော်ဒီကျိုးနဲ့ဒီလိုမျိုးခုလိုမျိုးစပိုက်ဒါဆင်းပြီးတော့လူကြီးမင်းတို့လည်းအိမ်ထဲမှာအေးဆေးတောင်းတစားနေနိုင်မယ်ကျွန်တော်တို့လည်းအပြင်မှာဒီအလုပ်ကလေးကိုအေးဆေးလုပ်ရမယ်လူကြီးမင်းတို့အိမ်ကိုလည်းလုံးဝလှပလေးဖြစ်သွားမယ်ပေါ့နော်ခုလိုမျိုးလေးလူကြီးမင်းတို့နေထိုင်သည့်အိမ်နဲ့အဆောက်အအုံနဲ့လုံးချင်းအိမ်ပဲဖြစ်ဖြစ်ပေါ့နော်ကရိုက်တိုက်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကအသီးသီးဆောင်ရွက်ပေးနေပါရဲ့ပေါ့ခုလိုမျိုးလုပ်အနှံ့ခြင်းနဲ့ဆောင်ရွက်ခြင်းနဲ့တိုက်ခန်းလေးတွေပြန်ပြင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Spider-Man Painting Group ကိုဆက်သွယ်ပြီးတော့အလုပ်အနှံ့နိုင်ပါခင်ဗျာဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်